လာပါမှတ်တည်ပါရှင်ဒီနေ့ကဒီရဲ့ပုံလေးစပယ်ပွင့်လေးပေါ့နော်အဲ့ဒီပုံလေးလုပ်ပြပါမယ်အဲ့ဆိုဒီဟာပလက်တီနိုပိုးလေးကိုကော်ပိတ်ကပ်ပြီးတော့ဇောင်းစားလေးချုပ်ထားရပေါ့နော်ဇောင်းစားလေးချုပ်လို့ရှိရင်ဒီဥစ္စာလေးကဘလောက်လောက်အပြားလေးရှိတယ်ဆိုရင်2စိတ်လောက်ပဲပေါ့နော်ဒီကတော့လက်မပေးရနေဆိုတော့ဒီထက်မှ2စိတ်ကျော်နေဟိုစနဲ့ဆက်ပေးရနေဆိုလို့ရှိရင်တော့2စိတ်လောက်ပဲ2စိတ်တောင်တိတ်မပြေးချင်ဘူးပေါ့နော်အဲ့ဒါကိုဒီလိုကြိုးလေးချုပ်ပြီးတဲ့အခါကျတော့ပန်းလုံးလို့ကောင်းအောင်လို့လေမီးဘူးလေးတိုက်လိုက်တာမီးဘူးလေးပြားထားလိုက်တာအဲ့လိုလေးပြားပြီးတော့ဒီဘက်တစ်ဖက်လေးကိုဒီလိုလေးချွန်ထားတာအဲ့လိုလေးတစ်ဖက်အချွန်လေးလှုပ်ထားပါတော့အဲ့ဒါပြီးတဲ့အခါကျတော့ဒီရဲ့အလေကောင်ကလေးလိုမျိုးအခွေလေးအရင်စထိုးမယ်ပေါ့နော်အခွေလေးနေစထိုးမယ်ဆိုလို့ရှိရင်အဲ့အခွေလေးလှုပ်ဖို့ဆိုလို့ရှိရင်အမက3လက်မခွဲလောက်ယူလိုက်မယ်ဒီမှာ3ခွဲလောက်အဲ့ဆိုဒီနားလောက်မှတ်ထားလိုက်မယ်ပေါ့နော်အဲ့နားလောက်ဒီခွေမယ်အဲ့ဆိုရှည်လေးကအဲ့လောက်ပေါ့အဲ့ဆိုအဲ့လေးကိုဒီလိုမျိုးလေးဒီရဲ့ဟာလေးကိုဒီလိုလေးခွေလိုက်ရင်လည်းရတယ်အဲ့လိုလေးမခွေပဲနဲ့ဒီလိုဇာကနာလေးနဲ့အဲ့လိုဇာကနာအချွန်လေးနဲ့ပေါ့နော်ဒါလေးကိုအဲ့လိုလေးလိမ့်လိုက်ရင်လည်းရတယ်လိမ့်တဲ့ခါကျရင်ဒီဘက်ကလက်ကလေးနဲ့အဲ့လိုလေးဖိထားလိုက်မယ်အဲ့ဆိုညင်ညင်ညာညာလေးဖြစ်သွားရပေါ့အရင်ကြီးလည်းမတင်အရင်ကြီးလည်းမလျော့ပေါ့ဆိုရင်အဲ့လောက်လေးမှာအခလေးနဲ့ခဏစိုက်ထားလိုက်မယ်လက်မနိုင်ပါဆိုလို့လေအဲ့ဆိုလို့ရှိရင်မတော်ချီအယောင်ဒူရာလေးနဲ့အဲ့လိုလေးချီရနပင်ဘူးလေးထိုးထားနပင်ဘူးလေးထိုးပြီးတော့ဒီမှာထုံးထားရပါတော့ထုံးထားတဲ့ဟာကိုဒီဘက်ကနေဒီမှာတော့ဒီဘက်ကိုညီညီလေးယူရနော်ညီလေးဆောက်ပြီးအဲ့လိုလေးလက်ရပြီဒီကနေဒီရဲ့ဒီအလဲကောင်လေးကိုအကူဒီဘက်ကိုလမ်းထိုးလိုက်လမ်းထိုးလိုက်အဲ့ဒါလေးရတယ်လိုလေးဖြစ်သွားအဲ့ဆိုလို့ရှိရင်ဒီခြီလေးကိုယူမယ်ယူပြီးတော့ဒီရဲ့အထုံးလေးရဲ့ဘေးကနေချော်မကြတော့ဒီထုံးလေးနဲ့ထစ်ပြီးတဲ့အခါကျတော့ဒီလိုလေးအဲ့ရဲ့အကိုဒီဘက်အချွန်မကနေမတုံးဘူးဒီဘက်ဒီအဖင်လေးနဲ့ပေါ့နော်ဒီအလဲကောင်တက်တဲ့လေးကိုထိုးထည့်လိုက်မယ်ထိုးထည့်လိုက်ပြီးတော့အလိုလေးနည်းနည်းဆွဲကျစ်လိုက်တယ်ပေါ့နော်ဆွဲကျစ်လိုက်မယ်အဲ့ပြီးလို့ရှိရင်ဒီရဲ့ဟာကျပန်းကျဲတီးလောက်တာလေပန်းကျဲတီးလောက်တာဆိုတဲ့အခါကျတော့ပစင်းတီးနဲ့ထည့်ဖို့အဲ့လိုမျိုးအစုံလိုက်ထိုးမယ်ဆိုလို့ရှိရင်ကျကျဲတီးတက်ဖို့အပေါက်လေးကိုဒီလိုမျိုးလေးနည်းနည်းလေးရှည်ပြီးယူခဲ့မယ်ပေါ့နော်ပြီးရင်ဒီနားလောက်ကနေအဲ့လိုမျိုးလေးတုပ်လိုက်ပါပြီးမှတုပ်လိုက်ပြီးလို့ရှင်ဒီလိုကျဲတီးလေးနဲ့အဲ့လိုမျိုးလေးတက်ရင်လည်းရတယ်ပေါ့နော်ပန်းပွင့်လေးကိုတက်ပွင့်ဒါမှမဟုတ်ပန်းပွင့်လေးကြီးရဲဆိုလို့ရှိရင်ကကျဒီလိုမျိုးလေးပဲဒီကနေစပြီးတဲ့အခါကျတော့ပန်းပွင့်လေးဒီလိုလေးခောက်လိုက်မယ်ပန်းပွင့်ကပွင့်ဖက်ကအရင်ကြီးကျင်းနေမလားအရင်ကြီးသိနေမလားသူကဒီဟာလေးနဲ့ဆိုရင်4စိတ်5စိတ်လောက်ပေါ့အဲ့လောက်လေးပေါ့နော်ဒီဟာလေးကိုဒီအောက်ကနေထွက်လာတဲ့ဟာလေးကိုဒီလိုလေးဒီဟာကိုအဖင်လေးနဲ့ပဲအဲ့လိုလေးယူသွားမှာတကယ်လို့ကျဲသီးနဲ့တက်ဖို့ဆိုလို့ရှိရင်ဒီဟာလေးကိုတစ်ခုကိုရှည်လေးလောက်ခဲ့ပြီးတော့နောက်ထပ်တစ်ခုကနေစပြီးတော့ဒီလိုလေးယူသွားလို့ရတယ်နော်အဲ့ဆိုနောက်ထပ်ပွင့်ဖက်လေးတွေလည်းအဲ့လိုပဲဒီဟာလေးနဲ့ညီညီညာညာလေးပေါ့နော်အဲ့လိုလေးစတိုက်လောက်သွားမယ်ဒီရဲ့ချီလေးက short ထွက်တယ်လို့အဲ့လိုလေးချစ်ထားပါတော့
ဒီလိုလေးဖြစ်သွားပြီဖြစ်သွားလို့ရှိရင်ဒီရဲ့ပွင့်ဖက်လေးကိုရေးကြည့်သူကဇုံကနန်းဆိုလို့ရှိရင်ပန်းပွင့်မလောက်မကနန်းဆိုလို့ရှိရင်ပန်းပွင့်လေးကပိုလာတယ်အဲဆို1 2 3 4 5 6 7ကို17ဆိုတော့ဒီနားမှာနောက်တစ်ခုနဲ့ဆို7ဆိုလို့ရှိရင်ဇုံကနန်းကြီးမလောက်ဘူးလေနော်အဲဆိုတော့ကပန်းပွင့်ဖက်ကိုမလောက်မှာဆိုတော့73ထိရအောင်ယူလိုက်မယ်ဒီဆို73ထိရောက်သွားပြီပေါ့နော်ဒီကတော့အမကွက်တိလေးဖြစ်သွားလို့ဒီရဲ့ကျိုးလေးอ่ะပေါ့နော်တကယ်လို့အမလို့ဆိုဒီဟာလေးကဒီရဲ့ကျိုးလေးอ่ะအဲ့လိုလေးရှည်နေမှာရှည်နေတဲ့အခါကျတော့ချင်းဒီနောက်ဆုံးလေးကကျတော့နရစ်လိုက်နော်နရစ်လိုက်ပြီးလို့ညီလေးဆွဲလိုက်မယ်အဲ့ပြီးရင်ဒီရဲ့ဟာလေးကိုဒီနရစ်တေချာလေးထိန်းထားပြီးလို့ရှိရင်ဒီရဲ့ကျိုးလေးကိုဒီဘက်ကိုအောက်ကိုလေးအဲ့လိုလေးဆွဲချလိုက်မယ်ဆွဲချလိုက်ပြီးလို့ရှိရင်အဆုံးတက်လိုက်တာပေါ့နော်အဆုံးဒီဘက်ကိုဒီရဲ့အလဲကောင်ကိုပိတ်ပြီးတော့အဆုံးမတက်ရအောင်ဒီဘက်ဘေးလေးကိုပဲဘေးနာလေးကိုပဲလုပ်ပြီးတော့အဲ့လိုလေးအဆုံးတက်လိုက်မယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ဒီဘက်ကိုလဲလိုက်လို့ရှိရင်ဒီမှာစပယ်ပွင့်လေးဖြစ်သွားပါပြီရှင်ဒီအလဲကောင်လေးမှာစိန်လေးတက်ရင်လည်းတက်မတက်လို့ရှိရင်လည်းပလဲလုံးလေးတက်ပေါ့ဒီဆိုပလဲလုံးလေးတက်မျိုးလေးတက်ရစလိုက်ချစ်စရာစပယ်ပွင့်လေးပါရှင်